ကယ်တော့ကြောက်တူးသမားများဟာလောပန်းလောင်တွေပါဒီနေ့နေ့တစ်ချိန်ချိန်သိမ်းကြောက်ရရင်လောပန်းဖြစ်ပြီပေါ့အချမ်းကုန်ရင်တန်နေရောင်ဆန်ကုန်တော့လောပန်းပြောင်းနေခိုးသမားဘဝတော့ကျွန်တော်လည်းရောက်မခံပါကိုချင်းမရရင်ဒီချင်းမရရင်နောက်တစ်ချင်းဇွဲမလျှော့ပါဘူးချင်းမောင်းတစ်ထောင်ကုန်အောင်ယူမဲ့ကြောက်တူးသမားဝကွာတကယ်တော့ကြောက်တူးသမားများဟာလောပန်းလောင်တွေပါကြောက်တူးသမားလေးရည်စားထားဖို့အာမငယ်ပါနဲ့ကွယ်ဘဝတန်တရားလောကရဲ့အလယ်မှာဆင်းရဲသူရဲ့ချမ်းသာသူရဲ့အများကြီးရှိပါတယ်ကမကြုံသေးလို့တန်တိုင်းကံပြီးကြောက်တူးရတာအထင်တော့မသေးပါနဲ့တကယ်